လူတိုင်းတန်ရောစဉ်ဆိုတာမကင်းကြဘူးမကင်းတော့တန်ရောစဉ်ဟာဘယ်ဟာကိုတန်ရောစဉ်ခေါ်တာလဲလို့ဆိုသိဖို့လိုတယ်ပေါ့အရာစကားမှာပြောနေကြတာအေးသားတန်ရောစဉ်သမီးတန်ရောစဉ်ပစ္စည်းတန်ရောစဉ်အပေါင်းအသင်းတန်ရောစဉ်နော်တငယ်ချင်းတန်ရောစဉ်နဲ့ဆိုပြီးတော့အရာထဲမှာပြောလို့ရှိကြတယ်ပေါ့တန်ရောစဉ်အစစ်ကဘယ်ဟာတော့ဆိုသိဖို့လိုပစ္စည်းကတန်ရောစဉ်လားသားကတန်ရောစဉ်လားသမီးကတန်ရောစဉ်လားအချင်းချင်းအိမ်အောင်ဘက်တွေကပြန်လည်တန်ရောစဉ်တွေလားဘယ်ဟာကတန်ရောစဉ်လဲလို့ဆိုတာသိဖို့လိုတယ်ပေါ့ဒါကြောင့်မို့လို့ဒီကနေ့တန်ရောစဉ်ကိုရှာဖွေခြင်းလို့ဆိုတာရှာကြည့်ဖို့လိုတယ်နော်တချို့ပြောတယ်တန်ရောစဉ်ပြတ်ပြီးပြောလို့ရှိကြတယ်တန်ရောစဉ်ဖြတ်လိုက်ပြီးဖြတ်တာဘယ်သူတုံးဆိုလူသွားဖြတ်သူကတန်ရောစဉ်ဖြတ်လိုက်ပြီးသာသမီတွေအိမ်အလာမခံတော့ဘူးဘယ်သူအိမ်အလာမခံတန်ရောစဉ်ဖြတ်တယ်အဲ့ဒါတန်ရောစဉ်ဟုတ်ကလားလို့ဆိုတာသိဖို့လိုတယ်ဒါမို့ဆိုတလွဲသွားဖြတ်တဲ့အခါကျတော့တန်ရောစဉ်ကတော့တန်းလန်းပဲကိုဖြတ်လိုက်တာကတန်ရောစဉ်မဟုတ်ဘူးဖြစ်နေဒါကြောင့်မို့လို့တန်ရောစဉ်ဆိုတာဘယ်ဟာလဲလို့ဆိုတာတိတိကျကျသိဖို့လိုတယ်ပါဠိစာပေမှာတန်ရောစဉ်ဆိုတဲ့စကားလုံးရဲ့ပါဠိအစစ်အမှန်ကတန်ရောဇနလို့ဒါလိုရှိတယ်နော်တန်ရောဇနဆိုတဲ့စကားလုံးကိုမြန်မာလိုပြန်တဲ့အခါကျတော့တန်ရောစဉ်လို့ဒီလိုပြန်ယာလကိုယင်လို့ပြန်တယ်လို့ပဲတန်ရောဇနကိုတန်ရောစဉ်လို့ပြန်လိုက်တယ်တန်ရောဇနရဲ့အဓိပ္ပာယ်ကစိတ်ထဲမှာချီနှောင်ထားတဲ့အရာလို့ဒီလိုပြောတာစိတ်ထဲမှာချီနှောင်ထားတဲ့ကြိုးပေါ့ချီနှောင်ထားတဲ့အရာတန်ရောစဉ်အဲ့ဒီချီနှောင်ထားတဲ့အရာဖြစ်တဲ့တန်ရောစဉ်ဆိုတာစာပေကျမ်းကမှာတော့တန်ရောစဉ်10မျိုးလို့10မျိုးနှစ်လီခွဲခြားပြီးတော့ပြအဲ့ဒါပဲလူတွေထင်ကြတဲ့တွေ့တာမှုတဏှာတစ်ခုတည်းတင်တန်ရောစဉ်တော့မဟုတ်တန်ရောစဉ်တွေအများကြီးပဋိကတန်ရောစဉ်ဆိုတဲ့လောကဒေါသလည်းတန်ရောစဉ်ဒေါသလည်းစိတ်ထဲကမပြေဘူးအဲ့ဒါလည်းတန်ရောစဉ်ပဲသို့တော်လူတွေကအဲ့ဒါကိုတန်ရောစဉ်လို့မထင်ဘူးစိတ်ထဲမှာအညှိုးအတေးတွေထားပြီးတော့မုန်းတီးနေတာအညှိုးအတေးမပြောင်းနိုင်ကြဘူးအဲ့ဒီအညှိုးအတေးစိတ်ကိုချီနှောင်ထားတာဖြစ်လို့သူလည်းတန်ရောစဉ်လို့ပဲခေါ်တယ်ဒါပေမဲ့လူတွေကဒါကိုတန်ရောစဉ်နဲ့ထက်မတွက်ဘူးနော်နောက်တန်ရောစဉ်တစ်ခုကဘာလို့ဆိုအိတ်တာသူများချီးပွားလာတဲ့အောင်မြင်တယ်ကိုယ်နဲ့ပြိုင်ဘက်တယောက်ကကိုယ်နဲ့တာသွားတယ်အကျဉ်းနဲ့ဖူးမနာလိုဘူးအဲ့ဒါလဲစိတ်ထဲမှာနှောင်ဖွဲ့ထားအဲ့ဒါလဲတန်ရောစဉ်ပဲကိုယ်သာချီးပွားခြင်းနဲ့သူများချီးပွားမှုမဖြစ်စေချင်ဘူးကိုယ်ပဲအသာရခြင်းနဲ့အမြဲတမ်းကိုရတဲ့အသာစီးကိုသူများကိုမပေးနိုင်ဘူးဆိုတာမျိုးကိုယ်သာသုံးမယ်သူများကို share မလုပ်နိုင်ဘူးမစ္စရိယတန်ရောစဉ်လို့ခေါ်တယ်တန်ရောစဉ်တွေကအများကြီးနော်အဲ့ဒီပဲတန်ရောစဉ်ကိုတွေ့အောင်ရှာဖို့လို့အများကြီးပဲရှာပါနဲ့ဒီနေရာမှာ10ခုစလုံးမရှာဘူးတစ်ခုပဲရှာကိုယ့်ရဲ့နေ့စဉ်ဘဝတစ်ခုမှာခွန်ကြီးတို့တွေလူတိုင်းဟာနေ့စဉ်အသုံးချနေတဲ့အရာနေ့စဉ်ဆက်သွယ်လုပ်နေတဲ့အရာအခုဆက်သွယ်ရေးကပို့ပြီးတော့များလာတယ်တယ်လီဖုန်းနဲ့လည်းဆက်တာပေါ့နော်ရုပ်ရင်တညာကနေဆက်တယ်လီဖုန်းကဆက်အဲ့ဒီတကယ်ကိုယ့်ရဲ့မွေးရပါဆက်သွယ်မှုဘယ်နှခုရှိလဲဆို6ခုရှိတယ်မွေးရပါဆက်သွယ်ရေးကရိယာ6ခုရှိတယ်နော်အဲ့ဒါကိုယင်သိထားဒါအထူးဆန်းတော့ဘူးတရားဆိုတာကိုယ်တဏ္ဍာမှာရှိပြီးသားသို့တော့အဲ့ဒီရှိပြီးသားတရားဟာပဂတိမျက်စိနဲ့မြင်လို့မရဘူးပညာမျက်စိနဲ့မှမြင်လို့ရတယ်ပညာယဒိဋ္ဌဝါဓမ္မဝေဒိတ္တပါတဲ့ဓမ္မဆို
ပညာနဲ့မြင်ပြီးတော့မှသိလို့ရတယ်အဲဒါကြောင့်မို့လို့တရားရှာကိုမှတွေ့ပြောလို့ရှိကြတယ်ရှာဖို့ရတာအရေးကြီးတာပါတော့ဆိုတရားမဟုတ်ဘူးရှာရမှာပါတော့ပညာတရားကိုတွေ့နိုင်တဲ့ပညာအရင်ရှာရပညာမရှာဘဲနဲ့တရားကိုမမြင်ဘူးတရားကကိုယ်နားမှာရှိတယ်နော်ဒါကြောင့်မလို့မြတ်စွာဘုရားသုတ်တန်တစ်ခုမှာဟောထားရှိတယ်လေတန်တိကေနဝိသန္တန္တိမခာဓမ္မတာခေါ်ရတာဓမ္မနဲ့မကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကကိုယ်နားမှာရှိနေရလို့မသိဘူးတဲ့ကိုယ်တဏ္ဍာမှာရှိနေတဲ့တရားတွေကိုကိုယ်မမြင်ဘူးမလို့မမြင်လဲပညာမရှိလို့ဥပမာမျက်စိနှစ်ခွင့်အလင်းမရတဲ့ပုဂ္ဂိုလ်ကကိုယ်နဲ့ဘလောက်ကတ်နေသူမမြင်ရဘူးလေမမြင်ဘူးနောက်ဆုံးမှဒီကိုယ်လက်ကိုယ်ချေတောင်မမြင်ရဘူးလေသူမှမျက်စိနဲ့ကြည့်လို့မရဘူးထို့တူပဲပညာမရှိတဲ့ပုဂ္ဂိုလ်ဟာဘာမှမမြင်ကိုယ်တဏ္ဍာမှာရှိတဲ့တရားကိုလည်းမမြင်နိုင်ဘူးအဲတော့မြင်ဖို့ရအတွက်ပညာရှိရအခုလည်းတန်ရောစဉ်ကိုရှာတဲ့အခါတန်ရောစဉ်ကိုရှာတွေ့နိုင်ဖို့ဆိုတာဘယ်သူရှိဖို့လို့တော့ပညာရှိဖို့လို့သိပညာအရင်ရအောင်လုပ်ဒါမို့ခုဒီသုတ်တန်ကအသိပညာကိုပေးတဲ့သဘောပဲတန်ရောစဉ်ဆိုတာဘာလဲ identify လုပ်ပြနှုတ်ကိုရှာတာတွေ့ကြမှာတွေ့မှာတလွဲသွားပြီးတော့တွေ့ရင်တွေ့နေတာအဲ့ဒါကြောင့်မလို့ဒီသုတ်တံတန်ရောစနဆိုတဲ့စိတ်แท้ကိုနှောင်ဖွက်ထားတဲ့အနှောင်ဘွဲ့သို့နှောင်ကျိုးဆိုတာခြိထားလို့ရှိရင်ဖြီလို့မရဘူးလေတွဲနေတယ်ခြိထားတာကျန်တဲ့ကျိုးတွေကဖြုတ်ဖို့လွယ်တယ်ခြိထားတဲ့နေရာရှာလို့တွေ့တယ်ဒီကျိုးကခြိထားတဲ့နေရာလည်းမရှိဘူးဖြုတ်ဖို့အမှန်တမ်းခက်တယ်နော်တန်ရောစဉ်ကျိုးဆိုအမှန်တမ်းတိမ်မွေ့မမြင်ရဘူးအမှန်တမ်းတိမ်မွေ့တယ်ကိုခြိလို့ခြိမှမသိဘူးအဲ့ဒါတော့ဒီတိမ်မွေ့တဲ့တန်ရောစဉ်ကိုရှာတွေးဖို့ဆိုတာပညာရှိဖို့လိုအပ်တယ်တဲ့ဒါပြောတာနော်အသိပညာနဲ့ရှာမှတွေ့မယ်အသိပညာမပါရင်တွေ့နိုင်ဘူးဒါကြောင့်မို့အသိပညာရအောင်လို့ဆိုပြီးတော့တရားပွဲတွေကျင်းပပြီးတရားနာတာဒါဘာလို့ထားတော့ပညာရှာတာပညာဆိုတာတရားနာခြင်းဖြင့်အသိပညာတွေရနိုင်တယ်စာပေဖတ်ရှုခြင်းဖြင့်လည်းအသိပညာရမိမိကိုယ်တိုင်မေးမြန်းစုံစမ်းခြင်းဖြင့်လည်းအသိပညာဆိုတာရနိုင်အဲ့ဒါလို့ရတဲ့နိလန်းကနေပညာရလာပြီဆိုရင်တန်ရောစဉ်ဟာဘာလဲဆိုတာကိုရှင်းရှင်းလင်းလင်းကြီးသိသွားနိုင်တယ်ပေါ့ဒီနေရာမှာတန်ရောဇနနဲ့တန်ရောဇနိယဆိုတဲ့စကားလုံးနှလုံးကိုကွဲပြားဖြစ်အောင်မှတ်ဖို့လိုတယ်တခါတည်းဒီစကားလုံးနှလုံးဟာတန်ရောဇနဆိုတဲ့စကားလုံးပေါ်မှာနောက်ကဣယဆိုတာလေးတွဲလိုက်တဲ့အခါတန်ရောဇနိယလို့ဖြစ်တယ်စကားလုံးနည်းနည်းကွဲပြားသွားတယ်အဲ့တော့အ내တိတ်ပဲရောကွဲပြားသလားတူသလားတန်ရောဇနနဲ့တန်ရောဇနိယဆိုတာစကားလုံးကွဲပြားတယ်အ내တိတ်ပဲလည်းကွဲပြားခြားနာမှုရှိလားလို့ဆိုတဲ့အခါရှိတယ်တန်ရောဇနဆိုတာနှောင်ကြိုးတန်ရောဇနိယဆိုတာနှောင်ကြိုးတက်ခံရတဲ့အရာနှောင်ကြိုးရဲ့ချီနှောင်ထားတဲ့အရာနှစ်ခုနှမျိုးရှိတယ်လူတွေရဲ့စိတ်ထဲမှာအဲ့တော့ဒီသဘာဝတရားတွေကမျက်စိကမြင်ရတာမဟုတ်သည့်အတွက်ကြောင့်တိမ်မွေ့တယ်နည်းနည်းတယ်ခက်ခဲတယ်ဆိုတာဘာဖြစ်လို့ခက်ခဲတာတော့ဆိုဗမာစကားရှိတယ်လေတတိမမှုခူးမမြင်ဆိုတာတတိပြုမိဖို့တော့ခက်ဒီတရားတွေကိုပြောတဲ့အခါမှာဘယ်လိုပြောလဲဆိုရင်ဒုဋ္ဌတတ္တခံပြီးတော့မြင်ဖို့ခက်လို့နဲ့တယ်လို့ပြောတယ်နဲ့လို့မြင်ဖို့ခက်တာကတစ်ခုမြင်ဖို့ခက်လို့နဲ့တာကတစ်ခုနှစ်ခုရှိနိဗ္ဗာန်တို့ဘာလို့ကျတော့နဲ့လို့မြင်ဖို့ခက်တာလမ်းမမီဘူးအမတမဝေးလံ
လက်လန်းမမီဘူးဒါကြောင့်မို့လို့နိဗ္ဗာန်တို့နိဗ္ဗာန်ရောက်ကြောင်းအကျင့်တို့ဆိုတာအင်တန်မှလူတွေလက်လန်းမမီတဲ့အရာဖြစ်လို့ခံဘီရတ္တာထုတ်တတနဲ့လို့မြင်ဖို့ခက်တယ်မမြင်နိုင်ဘူးလို့ပြောရဟောဒီတန်ရောစဉ်ဆိုတာကြတော့ကိုယ်နာမှာကိုယ်တဏ္ဍာမှာရှိနေတဲ့အရာရှိနေတယ်ဆိုတော့လက်တက်လို့ပြောလို့မရဘူးလေနေဘူးကိုယ်နဲ့အရှိနေတာပဲသူကြတော့ဘာလို့ဆိုရှိနေပေမဲ့လို့မမြင်ရဘူးဘာဖြစ်လို့မမြင်ရဉာဏ်မရှိလို့မမြင်ရအသိပညာမရှိသူကြတော့ဒုဋ္ဌတတ္တာခံပြီးတာမြင်ဖို့ခက်လို့ခံပြီးတာလို့နဲ့နေတယ်လို့ဒီလိုပြောတာလူတွေဟာကိုယ့်မျက်တောင်မွှေးလို့ကိုယ့်မျက်လုံးမြင်ရတာမှမဟုတ်တာအဲ့လိုပဲကိုယ်နဲ့နီးပြီးမမြင်ရတာတွေအများကြီးပဲတဲ့ကိုယ်နောက်စိရောကိုမြင်ရလားမှန်နဲ့ကြည့်ရင်တော့မြင်မှာပေါ့နော်အရေးပဲမြင်မှာပေါ့တကယ်ကတော့မြင်နိုင်တဲ့အရာမှမဟုတ်တာနော်နီးတိုင်းရှိတိုင်းမမြင်ဘူးဆိုတာအမှန်တမ်းထင်ရှားပဂတိမျက်စိရတာပါပညာမျက်စိဆိုတာလည်းထို့တူပဲin depth ပညာမျက်စိအဲ့တော့ပညာကမြင်လာအောင်ဘယ်သူကအထောက်အကူပြုရအောင်ဆိုတတိကအထောက်အကူပြုရတတိမပါရင်ပညာမဖြစ်ဘူးဒါမို့မဂ္ဂင်၈ပါးမှာမြတ်စွာဘုရားကတမ္မာတတိဆိုတာထည့်ဟောတာတတိပ္ပဏသုံးပါးဆိုရင်တတိကိုဥတည်ပြီးတော့ထားတာဟောတဲ့အခါမှာတတိနဲ့တမ္ပစညာဆိုပြီးတော့ပညာနဲ့တတိကိုတွဲဖက်ပြီးတော့ထားတာတတိရှိမှမြင်နိုင်တယ်တတိမရှိရင်မမြင်ဘူးတတိကအာယုန်နဲ့ဆုံစည်းပေးတာသာရှိတာသူကမြင်တတ်တဲ့အရာမဟုတ်ဘူးမြင်တာကပညာသူကိစ္စနဲ့သူပဲလူတွေမှလည်းသေသေးချာချာစဉ်းစားကြည့်ပေါ့မျက်စိနဲ့နားဆောင်ရွက်မှုချင်းတူမှမတူတာမျက်စိကမြင်တာပဲရှိတယ်မကြားနိုင်နားကကြားရုံကြားတာမမြင်ဘူးသူ့ဟာနဲ့သူပဲဒီသဘောတိုင်ပဲတတိကအာယုံကိုအမှတ်ရရုံရှာသူမမြင်ဘူးမြင်တာကပညာပညာကလည်းမြင်ယုံမြင်တာအမှတ်မရနိုင်ဘူးဟောဒီနှစ်ခုပေါင်းစပ်တဲ့အခါကျတော့မှအလုပ်ဖြစ်တယ်ဒါကြောင့်မို့သဘာဝတရားတွေဟာတွဲဆက်ပြီးတော့နေတာဒီသဘောတွေကိုကိုယ့်ရဲ့လက်တွေ့သဘာဝနဲ့ထင်ဟပ်ပြီးတော့ချိထပ်ဖို့တရားသဘောဆိုတာလူတိုင်းမှာရှိတဲ့သဘာဝပြောတယ်မြတ်စွာဘုရားဟောတဲ့တရားသည်လူတိုင်းမှာရှိတဲ့အနေအထားတစ်ခုကိုဟောတာပြင်ကဟာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကကောင်းကင်ဘုံလက်ညှိုးထိုးတာများရှိလို့လားဘာကြောင့်လို့ဆိုရင်ချို့ကြကောင်းကင်ဘုံပဲလေကောင်းကင်ဘုံဆိုတာမြင်မှမမြင်ရတဲ့ဟာကြီးပဲမသေးချာမရေရတဲ့ဟာမျိုးပြောတာမဟုတ်ဘူးမြတ်စွာဘုရားလက်တွေ့ကြတာဟောလက်တွေ့မကြတာမပြောမဟုတ်တာလည်းမပြောသွားခါတမှန်မှန်ကန်ကန်ဟောတာမှန်မှန်ကန်ကန်ဟောထားလို့ရှိရင်တန်ဒိဋ္ဌိကကိုယ်တိုင်လည်းတွေ့နိုင်တယ်မှန်တော့မှန်တယ်ကိုယ်တိုင်မတွေ့နိုင်ဘူးဆိုရင်အလကားပဲပေါ့ဘယ်သုံးကြမှန်လဲမှန်ရမယ်ကိုယ်တိုင်လည်းရှုမြင်နိုင်ရဟောအဲ့ဒါမှကျင့်တတ်เสียကောင်းတယ်ရသော်ဘုရားတရားတော်မှန်တယ်ဟောတဲ့အတိုင်းမှန်တယ်မယုံနေမကဘူးသူအသီးအသီးကိုယ်တိုင်မြင်နိုင်ဘယ်လောက်ထိအချိန်စောင့်ရမှာလဲစောင့်စရာမလိုဘူးအကာလိကောနော်ကိုယ်သာမြင်နိုင်တာလားသူများရောမြင်ခွင့်မရှိဘူးလားဆိုအေဟိပတိကောလာကြည့်မယုံရင်လှုပ်ကြည့်ဟောလက်တွေ့အမှန်တမ်းကြကောင်းကင်ဘုံနှမ်းကြီးကိုမယုံရင်ကြည့်ဆိုပြီးတော့ခေါ်ပြလို့ရမလားရပါတယ်တိမ်နေတော့မြင်ရမှာပေါ့နော်ကောင်းကင်ဘုံတက်ပြီးတော့တိမ်နေတို့လဟာပြင်းနေတို့မြင်ရမှာပေါ့သို့တော့မမြင်နိုင်ဘူးလို့ပြောတာမမြင်နိုင်တဲ့အရာဆိုတာလောကမှာမရှိတဲ့အရာပဲမရှိတဲ့အရာသာဖြစ်တယ်ပေါ့ဒါကြောင့်လက်တွေ့ကြတာကိုသိဖို့ဆိုတာပညာအမတ္တမအရေးကြီးတယ်တဲ့ဒီနေရာမှာတန်ရောစနနဲ့တန်ရောစဉ်ကိုရှာပြမှာဆိုတော့ရှားပွေမှာဆိုတော့တန်ရောစနနဲ့တန်ရောစနိယနှစ်ခုပွဲပြခြားနာစွာမှတ်သားထားတ
တန်ရောစဉ်ရဲ့တန်ရောစဉ်ဖြစ်เสียတန်ရောစဉ်ကိုတန်ရောဇနလို့ခေါ်တယ်တန်ရောစဉ်ဖြစ်เสียကိုတန်ရောဇနိယလို့ခေါ်တယ်တန်ရောစဉ်ဆိုတာနှောင်ကြိုးတန်ရောဇနိယဆိုတာနှောင်ကြိုးတဲခံထားတဲ့အရာနှစ်ခုဒီလိုဆိုလိုတာနော်ပစ္စည်းနှစ်ခုကိုတွဲပြီးတော့ခြိထားတဲ့သဘောကဲဒီသုတ်တံမှာယန္တာမထေရမြတ်ကြီးနှစ်ပါးဆွေးနွေးပြီးတော့ဖြေကြားထားတဲ့သုတ်တံနှစ်ပါးလုံးဟာပညာအရာမှာအလွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ရှင်မကုဋ္ဌိကလို့ခေါ်တယ်စကုညံကိုအမြဲတမ်းကောင်းတယ်တရားနဲ့ပတ်သက်ပြီးစဉ်းစားတယ်လူတွေဘယ်နေရာမှာအမြင်မရှင်းတယ်လဲမရှင်းတာတွေကိုသူကရှင်းအောင်မေးတယ်နောက်လူနောက်သားတွေအမြင်ရှင်းဖို့သူမေးခွန်းတွေမေးလို့ရှိတယ်အဲ့တော့ဗုဒ္ဓမြတ်စွာဟောကြားတဲ့ပိဋကတ်သုံးပုံထဲမှာရှင်မကုဋ္ဌိကမေးတဲ့မေးခွန်းတွေနဲ့အများကြီးပဲဓမ္မနဲ့ပတ်သက်ပြီးတော့မေးခွန်းတွေမေးထားတာသူမသိလို့မေးတာမဟုတ်ဘူးသူကယဟန္တာကြီးပဲဖြေတဲ့ပုဂ္ဂိုလ်ကဘယ်သူတုံးဆိုရှင်သာရိပုတ္တရာဖျားပြီးရင်တော့ပညာမှာထူးချွန်ဆုံးဓမ္မရေးရာနဲ့ပတ်သက်လာပြီးတော့ဖျားလောက်နီးနီးပညာကြီးတဲ့ပုဂ္ဂိုလ်ကြီးတဲ့ဖျားလို့သာကိုယ်ပိုင်ညာနဲ့မသိနိုင်တာနီးလန်းပြလိုက်မယ်ဆိုရင်ဖျားတွေသာဖြည့်ရှင်းနိုင်တဲ့မေခွန်းပု္ပ္ပာအဖြေလွှာတွေကိုထုတ်နိုင်တဲ့ပုဂ္ဂိုလ်နီးလေးပေးလိုက်တာနဲ့ထုတ်နိုင်တဲ့ပုဂ္ဂိုလ်အဲ့လောက်ထင်အောင်တာမန်ပုဂ္ဂိုလ်ကနီးလေးပြလည်းမရဘူးလေကိုယ်လည်းလမ်းမမြင်မရဘူးမျက်စိဆိုတာအတိုင်းအတာတစ်ခုမရှိဘူးလားလူငယ်တွေရဲ့မျက်စိပဂရိကောင်းတယ်ဆိုတာတောင်မှပဲ eyesight ဆိုတာဘယ်အတိုင်းအတာအထိမြင်နိုင်ဘလောက်အဝေးအထိမြင်နိုင်တယ်လဲဒီမြင်နိုင်တဲ့အတိုင်းအတာရဲ့ဟိုဘက်ကျော်ပြီးဘယ်သူမှမြင်ဘူးသို့တော့နောက်ထပ်တစ်ခုထပ်တိုးလိုက်မယ်တယ်လီစကုပ်နဲ့ကြည့်မယ်ဆိုရင်မမြင်ဘူးလားအမှန်တန်ဝေးတဲ့နေရာကိုလည်းပဲဆွဲပြီးယူလိုက်တဲ့အခါကျတော့မြင်ကွင်းထဲမှာနေပယ်တဲ့ရောက်လာရင်တော့ကြည့်လို့ရသွားမှန်လားနေမှန်ဘလူးကနေဆွဲယူပေးတာမဟုတ်ကြည့်လို့ရဩတိတ်ဝေးလန့်တဲ့နေရာကျတော့သူလမ်းမမီဘူးပေါ့အဲ့ဒါလိုပဲပညာရဲ့စွမ်းရည်တတ္တိဆိုတာဓမ္မကြီးမားတဲ့ဒီသုတ်တံမှာရှင်သာရိပုတ္တရာတို့နဲ့ရှင်သာရိပုတ္တရာနဲ့ရှင်မကုဋ္ဌိကတို့ရှင်မကုဋ္ဌိကမေခွန်း12ခုမေးတယ်ရှင်သာရိပုတ္တရာကဖြေပြတယ်သူမေးတဲ့မေခွန်းကဘာလို့ထားတော့ဆိုတန်ရောစဉ်ကိုရှာဖွေခြင်းပဲသူရှာတာလားလို့ဆိုကျန်တဲ့ပုဂ္ဂိုလ်တွေနားလည်အောင်လို့မေးပေးတာနော်အမှန်တမ်းရိုးရှင်းတဲ့မေခွန်းလေးပဲဖြေတာလည်းပဲရှင်သာရိပုတ္တရာမထေရမြတ်ကရှင်းပြီးတော့ဖြေတယ်ပို့ပြီးတော့ရှင်းအောင်ဥပမာလေးနဲ့ရှင်းပြတယ်လက်တွေ့တာရကနဲ့ပြတယ်ဥပမာဆိုတာကလူတိုင်းဟာစကားပြောတဲ့အခါမှာအထိပ္ပယ်နားလည်အောင်ဥပမာစကားထည့်ပြီးပြောလေးရှိကြတယ်အရာတိုင်းလည်းပြောတာပဲလေဥပမာကိုပို့ပြီးတော့ခိုင်မာလာအောင်ဆိုပြီးတော့တာရကတစ်ခုထုတ်ပြကြတယ်အခုဒီသုတ်တံမှာလည်းပဲဥပမာလည်းပါတယ်တာရကလည်းပါတယ်အဲ့တော့မေခွန်းမေးပြီဆိုတဲ့အခါဘုန်းကြီးတို့ဘဝနဲ့ဝေးကွာတဲ့မေခွန်းတွေမဟုတ်ဘူးဘဝနဲ့ဝေးကွာတဲ့မေခွန်းမျိုးမမေးဘူးကိုဘဝကိုသိနိုင်တဲ့နယ်ပယ်ထဲမှာမေးတာဖြေတာလည်းပဲကိုအသိရဲ့အပြင်ဘက်ကဟာတွေကိုမေးတာဖြေတာမဟုတ်ဘူးကိုဘဝနဲ့နီးစပ်တာဘဝမှာလက်တွေ့လူတိုင်းသိနိုင်တာဖြေတာပဲသို့တော့ပညာမရှိတဲ့ပုဂ္ဂိုလ်မသိဘူးတရားသိချဟုတ်ပြီယန္တာမထေရကြီးနှစ်ပါးမေးကြတယ်ဖြေကြတယ်ရှင်မကုဋ္ဌိကမေးတယ်အရှင်သာရိပုတ္တရာတဲ့မေးခွန်းတစ်ခုမေးပြရစေမေးပါပေါ့မေးပါလို့ပြောပြီးရင်သူဘာပြောတော့ဆိုအမေစကားကိုကြားပြီးတဲ့အခါမှာ
အဖြေကိုသိရပါလိမ့်မယ်လို့ဒီလိုပဲပြောတာဒါကယန္တာပုဂ္ဂိုလ်တွေဟာဖယားကလွဲလို့ရှိရင်စကားပြောတာသူတို့စနစ်တကျရှိတယ်အခုခေတ်လူတွေတော့ပြောချင်ပြောမှာပဲမင်းငါတခုမေးချင်တယ်ဆိုမေးချင်တာမေးကွာလို့ပြောလိုက်မယ်ထင်တယ်နော်ယန္တာတွေကဘယ်တော့မှမပြောမေးချင်တာမေးလို့ဖယားပဲပြောလို့ရတယ်အဲ့ဒီစကားဒါအခုခေတ်လူတွေကဗမာလိုပြောမယ်ဆိုရင်ဖယားပြောတဲ့စကားမျိုးပြောတဲ့သဘောအဓိပ္ပာယ်ရတယ်မေးချင်တာမေးစမ်းကွာဆိုပြောလို့ရှိတတ်ကြကဲရှင်သာရိပုတ္တရာကိုမေးပြရစေဆိုတော့သူကဘာပြောတော့ပု္ပ္ပမေးကြည့်ပါလေသုတ္တဝါဇာနိတ္တမှာအမေးစကားကိုသိတဲ့အခါကျတော့အဖြေထုတ်နိုင်ပါလိမ့်မယ်ဟောထုတ်နိုင်မယ်မထုတ်နိုင်ဘူးသူပြောနိုင်ဘူးမြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးဘုရားကိုတူတယောက်ကနေရှင်ဘုရားခွင့်ပြုမယ်ဆိုရင်တပည့်တော်မေးခွန်းမေးပြရစေဆိုရင်မြတ်စွာဘုရားကပု္ပ္ပယထာကင်္ကတိကြိုက်တာမေးလို့ပြောတာဒါကဘုရားတွေကပြန်လေဖိတ်ခေါ်တဲ့စကားကျန်တဲ့တာဝကတွေကအဲ့ဒီလိုဘယ်သူမှမပြောဘူးတဲ့စနစ်ရှိနော်စီကံနဲ့ပြောတာစကားပြောတာစီကံနဲ့ပြောဘုရားကပု္ပ္ပယထာကင်္ကတိမင်းကြိုက်တာမေးကြိုက်တဲ့အချိန်မေးဒီအဓိပ္ပာယ်မျိုးနဲ့စကားကိုတုံ့ပြန်ရဟန္တာတွေကြတော့မဟုတ်ဘူးမေးပါမေးခွန်းသိတွေ့တဲ့အခါကျတော့မှဖြေနိုင်မဖြေနိုင်သိရပါမယ်ဟောဒီလိုပဲပြောလို့ရှိတယ်ဒီလိုနှစ်ခုခွဲပြားခြားနာမှတ်သားထားရအဲ့တော့ရှင်မဂုဋ္ဌိကကြီးကမေးကြတယ်လို့ဆိုတော့မေးပါတဲ့အရှင်ဘုရားမေးတာမေးခွန်းထွက်လာတဲ့အခါကျတော့မှတပည့်တော်သိရပါလိမ့်မယ်လို့မတင်မကြလေးပြောတာခုနဟာမျိုးကြတော့ challenge လုပ်တာဖြစ်သွားစိန်ခေါ်လိုက်တာကြိုက်တာမေးဆိုတာကြတော့မဖြေနိုင်ရံဖြစ်လို့မလားပါလားတော့မသိဘူးအဲ့တော့တစ်ခုခုလုံးပါနော်အဲ့ဒီမှာရှင်မဂုဋ္ဌိကစပြီးတော့မေးတာအဲ့တော့ तू မေးတာလေးကိုရှင်းအောင်ကျွတ်တင်ပြီးတော့သိထားရအောင်ဘုန်းကြီးတို့တွေဘဝမှာနေ့စဉ်ဒီအသုံးချနေကြတယ်ဘာတွေသုံးချနေလဲကိုယ့်ကိုယ်ပြန်ကြည့်လူတွေမှာဓဝရ6ပါးဓဝရ6ပါးလို့ခေါ်ဝတ္ထု6ခုလို့ခေါ်စိတ်ရဖြစ်ပေါ်လိုက်နေရ6မျိုးဆက်သွယ်ရေးကိရိယာ6မျိုးဘာတွေတော့ဆိုမျက်စိနားနှာခေါင်းလက်ရကိုယ်စိတ်ဟောဒီ6ခုတရားစဉ်းစားကြည့်နော်တရားဆိုတာဒီထဲမှာပဲရှိတာနော်မျက်စိနားနာလျာကိုယ်စိတ်ဒီ6ခုဒီ6ခုကသွားပြီးတော့ဆက်သွယ်တယ်ဘယ်သူတွေလာဆက်သွယ်ဘာတွေနဲ့ဆက်သွယ်တော့ဆိုမျက်စိကအဆင်းအာရုံနဲ့ဆက်သွယ်နားကအပံနဲ့ဆက်သွယ်တယ်နှာခေါင်းကအနံ့နဲ့ဆက်သွယ်တယ်လျာကအရသာနဲ့ဆက်သွယ်တယ်ခန္ဓာကိုယ်ကအထိအတွေ့အာရုံနဲ့ဆက်သွယ်စိတ်ကသိเสียအာယုန်နဲ့ဆက်သွယ်တယ်ဆိုဟောသိเสียအာယုန်တွေကိုဓမ္မအာယုန်လို့ဒီလိုခေါ်လိုက်တာဒီတရားဓမ္မကိုပြောတာမဟုတ်ဘူးတဘာဝဓမ္မအာယုန်လို့ဒီလိုဆိုလိုတာကအစင်းတန်အနံ့ရတာအထိတွေ့ကလွဲရင်ဉာဏ်တွေကိုဓမ္မလို့ခေါ်လိုက်တာပဲအဲ့တော့သူ့အလေးနဲ့သူမျက်စိနဲ့သိလို့ရတာအစင်းအာယုန်တစ်မျိုးပဲရှိတယ်နားနဲ့ခံယူလို့ရတာအတန်အာယုန်တစ်မျိုးပဲရှိတယ်နှာခေါင်းနဲ့ခံယူလို့ရတာအနံ့တစ်မျိုးပဲရှိတယ်လျှာနဲ့ခံယူလို့ရတာအရသာတစ်မျိုးပဲရှိတယ်ခန္ဓာကိုယ်နဲ့ထိတွေ့လို့ရတာအထိအတွေ့အာယုံအဲ့ဒီအထိတွေ့အာယုံဆိုတာဘယ်သူတွေကိုခေါ်တာတော့ဆိုပထဝီရယ်တေဇောရယ်ဝါယောရယ်ဒီသုံးခုကိုခေါ်တယ်လို့မှတ်ဘာလို့ခေါ်တာတော့ဆိုစဉ်းစားကြည့်လက်နဲ့ထိကြည့်လိုက်ရင်ပူတာလားအေးတာလားစမ်းသပ်ပြော့တာလားမာတာလားလှုပ်ရှားတာလားငြိမ်သက်နေတာလားဟောဒီသုံးမျိုးပဲသိတာလေပြောတာမာတာဆိုတာပထဝီပူရာအေးတာကတေဇောလှုပ်ရှားတာငြိမ်သက်တာဝါယောဆိုဟောတွန်းကန်တဲ့လှုပ်ရှားတဲ့ကဝါယောဒီသုံးခုကိုပေါင်းဖွဲ့ပြီးတော့ဖုတ္တပအာယုံထိတွေ့အာယုံလို့ဒီလိုပြောတာစိတ်ဟာတစ်ခုပဲအာယုံပြုလို့ရတယ်ပူရာလားအေးရာလားစမ်းသပ်ခြင်းအပူအေးပဲသိမှာပဲအပြော့မှသိခြင်းထမင်းချက်တဲ့အခါကျတော့ထမင်းစီလေးကိုလက်ညှိုးနဲ့လက်မချားမှာညှက်ကြည့်တာဘာလို့တာတော့ပြော့လာမာလာဆန်းတာလေနေမကောင်းဘူးဆိုနှစ်ဖူးဆန်းတာကြတော့ဘာအတွက်ဆန်းတာ
ပူလားအေးလားစမ်းသူ့ဟာနဲ့သူပဲနော်ခေါင်းနေပါလေတခါတလေစမ်းကြည့်တယ်ဆိုတာဣလားတော့မာလားစမ်းတယ်ဟုတ်ကဲ့လားအဲ့ဒါလို့ဖုတ္တဖအာယုံနောက်ကြံတဲ့စိတ်နဲ့သာသိရတဲ့အာယုံတွေမှန်သမျှကိုဓမ္မအာယုံလို့ခေါ်တယ်ဟောဓာရက6ခုအာယုံက6ခုဒီပြင်ကြံသေးလားလို့ဆိုမရှိတော့ဘူးမရှိတော့ဘူးအဲ့အာယုံ6မျိုးဆိုတာပစ္စည်းတွေနဲ့ပွားလိုက်မယ်ဆိုရင်တော့မဆုံးနိုင်ဘူးပေါ့အစင်အာယုံဆိုတဲ့အထက်မှာပန်းလည်းအစင်အာယုံပဲအလင်းရောင်ကလည်းအစင်အာယုံပဲအမောင်ကလည်းအစင်အာယုံပဲမဟုတ်ဘူးလားအစင်အာယုံဆိုတာတွေကအများကြီးအဲ့ဒါတွေကိုရှောက်ပြောမယ်ဆိုလို့ရှိရင်ဒီပြင်တရားတော်ဟောစရာမရှိတော့ဘူးဒါကြောင့်မို့မျက်စိနဲ့မြင်ရတဲ့အစင်အာယုံလို့ဒီတစ်လုံးပဲသုံးတာအထိပ္ပယ်ကနော်အတန်ဆိုလဲအမျိုးမျိုးခွဲကြတယ်လေအတန်နဲ့ကြီးတို့အတန်ဝါကြီးတို့နော်အတန်နဲ့ကြီးအတန်ပြာကြီးနဲ့တို့ပြောကြတာလေအတန်ကြောင်တယ်တို့ဘာပဲဖြစ်ဖြစ်အတန်ပဲလို့ဆိုပြီးတော့ဒီလိုသတ်မှတ်လိုက်တော့တစ်ခုပဲပြောလို့ရတယ်အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့ဆက်သွယ်တဲ့အင်္ဂါရပ်က6ခုဆက်သွယ်စရာအာယုံက6မျိုးတဲ့အလုံးပေါင်းလိုက်တော့6ခု6ခု2ခုပေါင်းတော့12ခုဖြစ်တယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မေးမှာပဲတရားဆိုတာအဲ့ဒါကိုပြောတာဒီဟာကိုအမှန်သိဖို့ပြောတာဘုန်းကြီးတို့တွေကအမှန်သိတာလားဆိုအမှန်မသိဘူးတရားကိုတရားလို့မသိဘူးလေသူလို့ငါလို့ငါဟာလို့ဒီလိုသိနေတာလေမျက်စိကိုမျက်စိသဘာဝတရားသူ့ဟာသူဘယ်အကြောင်းကြောင့်ဖြစ်နေတဲ့ယုတ်တရားတက်တက်လို့ဒီလိုမမြင်ဘူးလေမျက်လုံးပဲမြင်တယ်လေမြင်ပြီးတဲ့အခါကျတော့ဒီမျက်လုံးကိုငါမျက်လုံးလို့ဒီလိုထင်တယ်လေအဲ့ဒီအထင်တွေကလွှမ်းမိုးကြီးစိုးထားတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီမေခွန်းနဲ့ပတ်သက်ပြီးတော့ရှင်မာကုဋ္ဌိကမေခွန်းစပြီးတော့မေးပြီးဘယ်လိုမေးတော့ဆိုရှင်သာရိပုတ္တရာတဲ့မျက်စိကအစင်းအာယုံရဲ့တန်ရောစဉ်လားတဲ့ဒါသူမေးတဲ့မေခွန်းတစ်ခုအစင်းအာယုံကမျက်စိရဲ့တန်ရောစဉ်လားတဲ့ဒီနှစ်ခုအပြန်မှာမျက်စိသည်အစင်းအာယုံရဲ့တန်ရောစဉ်လားသို့မဟုတ်အစင်းအာယုံကရောမျက်စိရဲ့တန်ရောစဉ်လားနားသည်အတန်ရဲ့တန်ရောစဉ်လားအတန်ကနားရဲ့တန်ရောစဉ်လားအနံ့သည်နှာခေါင်းသည်အနံ့ရဲ့တန်ရောစဉ်လားနော်အနံ့သည်နှာခေါင်းရဲ့တန်ရောစဉ်လားနှာခေါင်းသည်အနံ့ရဲ့တန်ရောစဉ်လားဟောဒီလိုမေးတာနော်လျှာသည်အယတာရဲ့တန်ရောစဉ်လားအယတာသည်လျှာရဲ့တန်ရောစဉ်လားအထိတွေ့ဒီကာယကိုယ်ကာယသည်အထိတွေ့အာယုံရဲ့တန်ရောစဉ်လားသို့မဟုတ်အထိတွေ့အာယုံသည်ကိုယ်ကာယရဲ့တန်ရောစဉ်လားစိတ်သည်သိเสียအာယုံရဲ့တန်ရောစဉ်လားသိเสียအာယုံသည်စိတ်ရဲ့တန်ရောစဉ်လားလို့ဟောမေးခွန်းတွက်ဖက်ပြီးတော့မေးလိုက်တဲ့အခါကျတော့မေးခွန်း12ပုံမဖြစ်ဘူးလားတခုစီဒီလိုမေးတာနော်သူမေးလိုက်တယ်မေးလိုက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကဘလို့ဖြစ်တော့ဖြေထုတ်တုံးဆိုရင်အားလုံးဟာနိုးကြီးပဲနော်မျက်စိသည်အဆင့်အာယုံရဲ့တန်ရောစဉ်လားဆိုမဟုတ်ဘူးတဲ့အဆင့်အာယုံသည်မျက်စိရဲ့တန်ရောစဉ်လားဆိုမဟုတ်ဘူးဒါဖြင့်နားသည်အတန်ရဲ့တန်ရောစဉ်လားဆိုမဟုတ်ဘူးအတန်ကရောနားရဲ့တန်ရောစဉ်လားဆိုမဟုတ်ဘူးအကုန်လုံးမေခွန်း12ခုစလုံးဟာနိုးပဲမဟုတ်ဘူးပဲဖြစ်တယ်နော်ကဲတန်ရောစဉ်ဒီထဲမှာရှာလို့မတွေ့ဘူးဖြစ်သွားတာပေါ့တန်ရောစဉ်ကိုရှာရအောင်အဲ့ဒါရှင်သာရိပုတ္တရာရှာပြတယ်မျက်စိဟာတဲ့အဆင်းအာယုံရဲ့တန်ရောစဉ်မဟုတ်ဘူးတဲ့အဆင်းအာယုံရဲ့တန်ရောစဉ်ဟာဘာလဲလို့ဆိုရင်မျက်စိနဲ့အဆင်းအာယုံကြားမှာတွေ့တာမှုဆိုတဲ့တဏှာလေးကသာတန်ရောစဉ်နဲ့ဟောဒီလိုရှင်းပြတန်ရောစဉ်ဆိုတာမျက်စိကိုခေါ်တာလည်းမဟုတ်ဘူးအဆင်းအာယုံကိုခေါ်တာမဟုတ်ဘူးဘာကိုခေါ်တာတော့တွေ့တာမှုခေါ်တာသန္တာရာဂလို့ဆိုတယ်လိုချင်တယ်လေလိုချင်မှုနဲ့တတ်မဲ့မှုအဲ့ဒီလိုချင်မှုနဲ့တတ်မဲ့မှုဆိုတဲ့တဏှာကိုပဲဒီနေရာမှာတန်ရောစဉ်လို့ပြောတာအဲ့တော့ဆိုတော့စဉ်းစားကြည့်ပေါ့ကိုယ့်အကူမေးကြည့်ငါသတ္တန်ရောစဉ်သမီးတန်ရောစဉ်ပြောတယ်
သားကငါတန်ရောစင်လားသို့မဟုတ်ငါကသားရဲ့တန်ရောစင်လားပစ္စည်းကငါရဲ့တန်ရောစင်လားငါကပစ္စည်းရဲ့တန်ရောစင်လားမဟုတ်ဘူးနော်သားနဲ့မိဘချားမှာဖြစ်နေတဲ့တွေ့တာမှုလေးကတန်ရောစင်ပစ္စည်းနဲ့လူချားမှာဖြစ်နေတဲ့တွေ့တာမှုလေးကတန်ရောစင်ဖြတ်ရမှာပစ္စည်းမဟုတ်ဘူးစွန့်ရမှာပစ္စည်းမဟုတ်ဘူးတန်ရောစင်လေးပဲစွန့်ဖြတ်ရမှာသာသမီမဟုတ်ဘူးတန်ရောစင်လေးပဲဖြတ်ဒီလိုဆိုလိုတာသာသမီနဲ့အတူနေပေမဲ့လို့တန်ရောစင်မရှိဘူးဆိုရင်မေတ္တာနဲ့နေတာပေါ့ဒီလိုဆိုတာပေါ့နော်တန်ရောစင်နဲ့နေတာမဟုတ်ဘူးလေအဲ့တော့ရှင်သာရိပုတ္တရာကတန်ရောစင်ကိုရှာပြတယ်မျက်စိကအဆင်းအာရုံရဲ့တန်ရောစင်မဟုတ်ဘူးတဲ့အဆင်းအာရုံကလည်းမျက်စိရဲ့တန်ရောစင်မဟုတ်ဘူးတဲ့ထို့တူပဲနာဒီနှာခေါင်းလျှာကိုယ်စိတ်ဒါတွေဟာအပြန်အလှန်တန်ရောစင်မဟုတ်ဘူးတဲ့တန်ရောစင်ကအဲ့ဒီနှစ်ခုကြားမှာဆက်သွဲနေတဲ့တွေ့တာမှုလေးကိုဒါတန်ရောစင်လို့ခေါ်တာတဲ့ဒါလေးကိုတန်ရောစင်ခေါ်တာတဲ့အဲ့ဒါကိုရှင်သာရိပုတ္တရာကထပ်ပြီးတော့ရှင်းပြတယ်ပိုရှင်းအောင်ပြောပြမယ်တဲ့နှဖြူကြီးနဲ့နက်နက်ကြီးနှဖြူကြီးကတစ်ကောင်နက်နက်ကြီးကတစ်ကောင်အဲ့ဒီနှစ်ကောင်ကိုတွဲပြီးတော့ကျိုးတစ်ချောင်းနဲ့ခြေလိုက်ပြီးတော့မေးမယ်နှဖြူကြီးကိုနက်နက်ကြီးနဲ့ခြိထားတာလားနက်နက်ကြီးကိုနှဖြူကြီးနဲ့ခြိထားတာလားလို့မေးလိုက်မေးတဲ့အခါနှဖြူကြီးကနက်နက်ကြီးရဲ့တန်ရောစင်လားနက်နက်ကြီးကနှဖြူကြီးရဲ့တန်ရောစင်လားအနှောင်ကျိုးလားလို့ဆိုမဟုတ်ဘူးဒီနှစ်ကောင်ကြားခြိထားတဲ့ကျိုးကမှတန်ရောစင်ကျိုးပဲဟုတ်ကဲ့ဒီနှစ်ကောင်ကြားမှာရှိနေတဲ့ကျိုးကတန်ရောစင်နှဖြူကြီးကနက်နက်ကြီးရဲ့တန်ရောစင်လည်းမဟုတ်ဘူးနက်နက်ကြီးကနှဖြူကြီးရဲ့တန်ရောစင်လည်းမဟုတ်ဘူးတန်ရောစင်ကဒီနှစ်ကောင်ကြားမှာခြိနှောင်ထားတဲ့ကျိုးလေးအဲ့ဒီနှောင်ကျိုးလေးကိုမှပဲတန်ရောစင်လို့ခေါ်တာတဲ့အဲ့တော့တန်ရောစင်အစစ်မှန်ကိုရှာတွေ့ဖို့လိုတယ်နော်ရှာတွေ့ဖို့လိုတယ်အရာထဲမှာပြောနေတယ်လို့ပစ္စည်းတန်ရောစင်ဟောသာသမီတန်ရောစင်တကယ်ချင်းအပေါင်းအသင်းတွေရဲ့တန်ရောစင်နဲ့ပြောလို့ရှိကြတကယ်ကတန်ရောစင်အစစ်ကဘာတော့ဆိုဒီနှစ်ခုချားမှာတွေ့တာမှုကတန်ရောစင်အဲ့တော့ဖြတ်ရမှာတွေ့တာမှုကိုဖြတ်ဒီပြန်မဖြတ်အဲ့တချို့ကတော့သာသမီတွေတန်ရောစင်ပြတ်တယ်ဆိုမလားချနဲ့တော့ဆိုတန်ရောစင်ပြတ်တာတဲ့အဲ့ဒါပြတ်လိုက်မယ်ချိုးတန်လန်ကြီးနော်ဖြတ်တာကတခြားသွားဖြတ်တယ်တခြားသွားဖြတ်တော့မလာဘူးဆိုတဲ့အခါကျတော့တယ်လီဖုန်းဆက်ခေါ်ပြတ်မှမပြတ်တာနော်စိတ်ဆိုးတုံးလေးပဲတန်ရောစင်ဖြတ်ထုတ်တယ်အဲ့စိတ်ဆိုးတာကိုကပဋိကတန်ရောစင်ပဲအမုန်းတန်ရောစင်ဝင်သွားပြန်လောကမှာတန်ရောစင်ဆိုတာဒီကိုယ်စိတ်ထဲမှာနှောင်ကြိုးတဲတာတစ်ခုဖြုတ်တစ်ခုလာတာပဲသူကဘယ်နေရာသွားမလွတ်ဘူးကျွတ်တန်လမ်းမယ်ကျွတ်ကလည်းရှည်တယ်ရှည်ချင်တိုင်းရှည်လို့ရတယ်နော်ဘယ်တော့မလွတ်ဘူးနိုင်ငံခြားသွားမလားသွားရသို့တော့ဒီကျိုးလေးကိုတင်လိုက်လို့ရှိရင်ပြန်ရောက်လာပြန်ပြီဘုသူတတိယလို့ဘယ်ဝသတိယလို့ပြန်ရောက်လာဘလောက်ဝေးသွားတော့ပြန်လာတာပဲဘာလို့ကျွတ်တန်လမ်းနဲ့လေကျိုးဆိုတာတန်ရောစင်ပဲဘယ်နေရာနေတတိယလားဟောကိုယ်ခြိထားမှလည်းမသိဘူးတခြားကျိုးကခြိထားရင်ခြိထားမှသိတယ်ယုံလို့ရှိရင်လည်းပဲဟုတ်လားယုံလို့ရှိရင်လည်းပဲကိုယ်အရေးစုပ်မှာပဲအဲတန်ရောစင်ကျိုးဆိုတာယုံညင်နိုင်ယုံအရေးကတော့မစုပ်ဘူးပြောင်းခြိသွားမှာပဲသူကတော့နော်အဲ့ဒါကိုဖြတ်နိုင်ဖို့ရအတွက်မြတ်စွာဘုရားတရားဟောတာဖြတ်တယ်ဆိုတာတွေ့တာမှုကိုဖြတ်ခိုင်းတာသားလည်းဖြတ်ခိုင်းတာမဟုတ်ဘူးသမီးလည်းဖြတ်ခိုင်းတာမဟုတ်ဘူးပစ္စည်းဥစ္စာတွေလည်းဆွန့်ခိုင်းတာမဟုတ်ဘူးတွေ့တာမှုကိုဆွန့်ခိုင်းတာတဲ့ဟောဒီတဲ့ထင်ရှားတဲ့တာရကဒါကဥပမာပေးတာကွာနက်နက်ကြီးနဲ့နှဖြူကြီးဥပမာပေးတာနော်
နည်းနည်းကြီးကနှဖြူကြီးရဲ့တန်ရောစဉ်မဟုတ်ဘူးဆိုတာဥပမာဘယ်လိုစမလို့ဆိုနှဖြူကြီးကကိုယ်ဆိုလို့ရှိရင်နည်းနည်းကြီးကကိုယ့်ရဲ့ပိုင်တဲ့ပစ္စည်းပေါ့အဲ့တော့ကိုယ်ကလည်းပစ္စည်းရဲ့တန်ရောစဉ်မဟုတ်ဘူးပစ္စည်းကလည်းကိုယ်တန်ရောစဉ်မဟုတ်ဘူးဟောဒီလိုထင်ရှားသွားတယ်အတိတ်ပဲဒီနှစ်ခုကြားမှာဆက်သွယ်ပြီးတော့ချီနှောင်ထားတဲ့သန္တရာဂဆိုတဲ့တွေ့တာမှုတဏှာကတည်းကတန်ရောစဉ်ဖြစ်တယ်လို့အဲ့ဒီတန်ရောစဉ်ပြတ်ဖို့အတွက်လှုပ်လို့ရတာအကယ်၍မျက်စိသည်အဆင်းအာယုံရဲ့တန်ရောစဉ်အဆင်းအာယုံကလည်းမျက်စိရဲ့တန်ရောစဉ်လို့ဆိုလို့ရှိရင်တရားကျင့်စရာမလိုဘူးတဲ့မျက်စိကိုဖယ်ပလိုက်ပြီးတာတရားကျင့်ဖို့လိုသေးလားအဆင့်အာယုန်တွေမကြည့်ရနဲ့မှိတ်ထားလိုက်တန်ရောစဉ်ပြတ်သွားပြီအဲ့ဒါမပြတ်ပြီဘူးလားမျက်လုံးမှိတ်ထားရင်တန်ရောစဉ်ပြတ်သွားမှာပေါ့ဘာဖြစ်လို့တုံးဆိုတော့မျက်စိရဲ့တန်ရောစဉ်ကအဆင့်အာယုန်ဆိုလို့ရှိရင်မကြည့်ရနေလိုက်လေအတန်ကနားရဲ့အာယုန်တန်ရောစဉ်ဆိုလို့ရှိရင်အတန်นี่မကြားတဲ့နေရာနားပိတ်ထားအဲ့ဒါဆိုရင်နားခန့်တဲ့လူလည်းတန်ရောစဉ်မရှိဘူးလို့ပြောမျက်စိမမြင်တဲ့လူလည်းတန်ရောစဉ်မရှိဘူးလို့ပြောရတာနားကန်းနေရင်တန်ရောစဉ်မရှိဘူးနှာခေါင်းအနံ့မရရင်တန်ရောစဉ်မရှိဘူးရှားလျှာကအရသာမသိတော့ဘူးဆိုတန်ရောစဉ်မရှိဘူးခန္ဓာကိုယ်ကထိလို့မသိတော့ဘူးဆိုရင်တန်ရောစဉ်မရှိဘူးဒီလိုဖြစ်မသွားပြီဘူးလားတန်ရောစဉ်ဆိုတာတွေ့တာမှုကိုဖြတ်ရတာဆိုတာတွေ့တာမှုကိုဖြတ်နိုင်အောင်မဂ္ဂင်၈ပါးကျင့်တရားကိုကျင့်မြတ်သောကျင့်ဆိုတာမဂ္ဂင်၈ပါးကျင့်တရားကိုကျင့်မဂ္ဂင်၈ပါးကျင့်တရားကျင့်တယ်ဆိုတာဘယ်လိုအဓိပ္ပာယ်လဲအမှန်သိအောင်လုပ်တယ်တမ္မာဒိဋ္ဌိအမှန်သိအောင်လုပ်တယ်လေကိုယ်သိတာအမှန်သိတယ်မဟုတ်အမှားသိတယ်အဲ့တော့အမှန်သိအောင်လုပ်တယ်အမှန်သိဖို့အတွက်ဘာလုပ်ရအမှန်တွေးထားရမယ်ဟောတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပလုပ်ငန်းစဉ်နဲ့ပတ်သက်လာအဲ့ဒါလို့အမှန်သိအမှန်မြင်ပြီးရင်အမှန်တွေးတတ်လာတဲ့အခါစကားပြောရင်လည်းအမှန်ပဲပြောတာတမ္မာဝါစာပြောပြီးလုပ်ရင်လည်းမှန်ကန်တယ်အပြောအလုပ်နဲ့အသက်မွေးရင်လည်းမှန်ကန်လာတယ်အဲ့ဒီမှန်ကန်မှုတွေရဖို့အတွက်ဒီတိုင်းအိတ်နေလို့တော့မဖြစ်ဘူးကြိုးစားရမယ်တမ္မာဝါယာမကြိုးစားတဲ့အခါမှာတတိအမြဲရှိရမယ်တမ္မာတတိစိတ်နဲ့အာယုတည်ငြိမ်မှုမရှိလို့ရှိရင်လှုပ်ရှားနေတဲ့အရာတစ်ခုကိုကြည့်ရင်ဘယ်သေးသေးချာချာသိနိုင်မလို့လှုပ်နေတာရွေ့နေတာငြိမ့်နေပြီဆိုမှသေချာသိတာစိတ်တည်ငြိမ်မှုတမာတိရှိရရှိပြီဆိုမှတမ္မာဒိဋ္ဌိအမှန်မြင်တယ်ဆိုတာဖြစ်တာမဂ္ဂင်၈ပါးဆိုတာအဲ့ဒီ၈မျိုးလုံးကိုကိုယ်တဏ္ဍာမှာခိုင်မာအောင်တိဆောက်ခြင်းပဲဖြစ်တယ်လေ့ကျင့်ခြင်းပဲဖြစ်တယ်လေ့ကျင့်တဲ့အခါဘာနဲ့ကျင့်ရမှာတော့ဆိုကိုယ်တဏ္ဍာမှာရှိတဲ့ယုံ nant တရားနှစ်ခုမှန်မြင်အောင်ကြည့်ကိုယ်စိတ်ထဲမှာအာရဇဏီကိလေသာတွေမဖြစ်အောင်ကြိုးစားတယ်ဖြစ်လာလို့ရှိရင်ဖယ်ရှားဖို့ကြိုးစားတယ်တမ္မာဝါယာမဖြစ်မဖြစ်တတိထားနေတာတမ္မာတတိဖြစ်လာရင်ဖြစ်လာမှန်သိလိုက်တယ်တမ္မာတတိစိတ်တည်ငြိမ်မှုကြောင့်အာရဇဏီလှုပ်ရှားမှုတွေကင်းအောင်လုပ်တယ်တမ္မာသမာဓိပို့ပြီးတော့မြင်ကွင်းကောင်းလာတယ်တွေးတောတယ်မှန်ကန်တယ်တမ္မာသင်္ကပ္ပတမ္မာဒိဋ္ဌိအမှန်မြင်တယ်ဟောဝိပဿနာအားထုတ်တယ်ဆိုတာအဲ့ဒီ၅ခုနဲ့အလုံးလုံးနေတာကိုပြောတာနော်တမ္မာဒိဋ္ဌိရယ်တမ္မာသင်္ကပ္ပရယ်တမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဒီ၅ခုနဲ့အလုံးလုံးတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတာကိုကျင့်သီလရှိရင်ပြည့်စုံပြီးသားဖြစ်သွားတယ်ဒါကြောင့်သူ့ကိုအခြေခံနေနဲ့ရှေ့ထည့်ထားတယ်နော်ဘာဖြစ်လို့သူ့ကိုထည့်တာတုံးဆိုသူတို့မပါလို့ရှိရင်စိတ်တည်ငြိမ်မှုဆိုတာမရနိုင်ဘူးစိတ်တည်ငြိမ်မှုမရနိုင်ရင်ပညာမဖြစ်ဘူးစိတ်မတည်ငြိမ်ဘူးသီလမရှိလို့ရှိရင်ဟုတ်တယ်လေဝါယာမဟုတ်တာတွေလောက်ထားပြီးတရားထိုင်ကြည့်ပါစိတ်ကအဲ့ဒီရောက်ကိုလောက်ထားတာတွေသူများမသိပြီမယ်ကိုသိနေတယ်အဲ့ဒီကိုသိနေတာကိုစိတ်ကိုလာအနှောက်အယှက်ပေးနေတာအဲ့ကြောင့်ကိုတရားထိုင်လို့မရဘူးတမာရီမရနိုင်ဘူးတမာရီမရနိုင်တဲ့အတွက်ကြောင့်ပညာဆိုတာမလာတော့ဟောဒါကြောင့်မို့လို့သီလရှိမှတမာရီရှိမှပညာဆိုတာဒီလိုဆက်သွယ်နေတာဒီဆက်သွယ်မှုဟာတမန်ဆက်သွယ်မှုမဟုတ်ဘူးအရေးပါတဲ့ဆက်သွယ်မှုတွေလို့ဒါကြောင့်မို့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ရအကယ်၍သာမျက်စိသည်နာ
အဆင့်အာယုံရဲ့တန်ရောစဉ်အဆင့်အာယုံကမျက်စိရဲ့တန်ရောစဉ်ဆိုရင်တရားကျင့်စရာမလိုဘူးတစ်ခုဖယ်လိုက်ပြီးပြီမပြီးဘူးလားတစ်ခုဖယ်ပလိုက်ပြီးပြီလေဟောအခုတော့မပြီးဘူးမပြီးသည့်အတွက်ကြောင့်မလုပ်အောင်တရားကျင့်ရတယ်ဒီကြားတဲ့ကကျိုးဖြတ်ထုတ်ဖို့တန်ရောစဉ်ကိုဖယ်ထုတ်ပြဖို့ရတရားကိုကျင့်ရမယ်အဲ့ဒါလို့ရှင်သာရိပုတ္တရာမထေရကရှင်းလင်းဟောကြားပြီးတာရကတစ်ခုအနေနဲ့ဗာပြောတော့ဆိုကဲပို့ပြီးတော့ထင်ရှားအောင်တဲ့ကိုရောအမေကိုရှင်းပြမယ်တဲ့မြတ်စွာဘုရားကိုကြည့်တယ်ကိုရောဖះမှာမျက်စိရှိတယ်တဲ့မြင်စရာအာယုံကိုမြင်တယ်ဟောမျက်စိလည်းရှိတယ်အဆင်းအာယုံလည်းမြင်ရတယ်ဟုတ်ကဲ့မြတ်စွာဘုရားမှာမျက်လုံးရှိတယ်တဲ့အဲ့ဒီမျက်လုံးနဲ့မြင်စရာအာယုံတွေကိုမြင်တယ်ဒါပေမဲ့မြတ်စွာဘုရားမှာအဲ့ဒီအဆင်းအာယုံနဲ့ပတ်သက်ပြီးတော့တွေ့တာမှုဆိုတာမရှိဘူးဘုရားရဲ့စိတ်ဟာလွတ်မြောက်နေတယ်ကိလေသာအလုံးကလွတ်မြောက်နေတယ်ကင်းလွတ်နေတယ်ဟုတ်တယ်လေဘုန်းကြီးတို့တွေကိုယ့်အကိုစမ်းသပ်ကြည့်ပေါ့မျက်စိနဲ့ကြည့်ကောင်းတာလေးတွေးလိုက်လို့ရှိရင်လိုချင်လိုက်တာဆိုတာမဖြစ်ဘူးလားမကောင်းတာတွေးတဲ့အခါကျတော့မုန်းနေတာမဖြစ်ဘူးလားအဲ့ဒီကလေးကမဟုတ်တော့ဘူးနော်တမန်အဖြစ်ကြည့်ရင်လည်းပဲမဝေခွဲနိုင်တဲ့အကောင်းအဆိုးမသိတဲ့မောဟဆိုတာဖြစ်လာပြန်တာမြတ်စွာဘုရားကျတော့အဲ့လိုမဖြစ်ဘူးရှင်းလင်းပြတ်သားပြီးတော့တိတိကြီးနဲ့မျက်စိကအဆင့်အာယုံကိုမြင်တယ်မြင်လိုက်တဲ့အခါမှာမြတ်စွာဘုရားမှာတန်ရောစဉ်ဆိုတာကြားထဲမှာမဖြစ်ပေါ်လာဘူးမပေါ်လာတော့မြတ်စွာဘုရားရဲ့စိတ်ဟာတန်ရောစဉ်ကြောတွေကလွတ်နဲ့ပဲမြင်စရာအာယုန်တွေကိုမြင်လိုက်တာသိတယ်လေကောင်းတာလည်းကောင်းတယ်လို့သိတယ်ဆိုးတာကိုလည်းဆိုးတယ်လို့သိတယ်သို့တော့ဆိုးရကောင်းလားဆိုဒေါသမဖြစ်ဘူးကောင်းရကောင်းလားဆိုမလို့ချင်ဘူးအမှန်သိထားပြီလေဒီလိုဆိုတာနော်အဲ့တော့ယဟနာပုဂ္ဂိုလ်တွေဆိုတာအကောင်းကိုလည်းအဆိုးလို့ကြည့်လို့ရအဆိုးကိုလည်းအကောင်းဖြစ်အောင်ကြည့်လို့ရဆိုပါစို့အမတန်ချောမောလှပတဲ့ရုပ်ရည်ကိုပဲအတုပလို့ရှုနိုင်တယ်သူတို့ချအမတန်မှအယုတ်ဆိုးကြီးတန်နေတာကိုလည်းတင့်တယ်တယ်လို့ရှုလို့ရတယ်ဆိုလိုတာကပฏิကူလေအပฏิကူလာသိနေတယ်ယွန်စရာကောင်းတာကိုလည်းပဲဖြောင်းနိုင်တယ်ယွန်စရာမကောင်းမှုလို့ဖြောင်းလို့ရတယ်ယွန်စရာကောင်းတာကိုလည်းယွန်စရာမကောင်းမှုလို့စိတ်ကိုပြောင်းလို့ရတယ်ယွန်စရာမကောင်းတာနှစ်သက်စရာကောင်းတာကိုလည်းယွန်စရာလို့ကြည့်လို့ရတယ်စိတ်ကိုနိုင်တယ်လေသူဖြစ်စေချင်တဲ့အတိုင်းစိတ်ကလိုက်ဖြစ်ရတာဘုန်းကြီးတို့တွေကြတော့ကိုဖြစ်ချင်တဲ့အတိုင်းစိတ်ကလိုက်မဖြစ်ဘူးစိတ်ဖြစ်တဲ့အတိုင်းကိုယ်ကလိုက်နေရတယ်ဒါတောင်လူတွေကဆူတောင်းနေတယ်စိတ်သွားတိုင်းကိုပါပါရစေအများနဲ့အများရန်ပါနေတာကြီးဥစ္စာပဲနော်သို့တော့သူတွေကဘာကြီးရတာလဲဆိုကိုဖြစ်ချင်တာမဖြစ်ရတာပေါ့လူတွေကစိတ်ရဲ့အလိုလိုက်နေကြတာစိတ်ကကိုယ်အလိုက်ကိုတခါမှမလိုက်ဘူးကဲစိတ်အလိုလိုက်မလိုက်ဝတ္ထုတွေတစ်ခုမှတ်သားကြည့်ဟင်းနှစ်ခွက်စုဟင်းညိုဟင်းနှစ်ခွက်တစ်ခုကခောက်ဆွဲဟင်းညိုတစ်ခုကတီကောင်ဟင်းညိုတီကောင်ကိုလည်းယွန်းတယ်ဆိုတာသိထားတယ်တီကောင်ဟင်းညိုလို့လည်းသိတာဘယ်ဟာတောက်နော်သို့တော့ကဲအဲ့ဒီနှစ်ခုကိုမသိမသာညတိတ်တိတ်လဲအမှောင်နဲ့ပင်တောက်ခိုင်းမယ်အမှောင်နဲ့ပဲတောက်ခိုင်းလိုက်တဲ့အခါကျတော့သူ့ကိုပြောလိုက်မယ်မင်းဒါခောက်ဆွဲဟင်းညိုသိကောင်းတာမသိဘူးတီကောင်ဟင်းညိုပါမှမသိဘူးသူခောက်ဆွဲဟင်းညိုဆိုတိုက်တောက်ချီချိုးတာအပြောင်းလဲမဖြစ်ဘူးလားလူဟာစိတ်ပြောင်းလိုက်တာနဲ့ကိုထင်ဂရင်ရွှေနန်းဆိုတာဖြစ်သွားတာဟောကဲမင်းတောက်တာကခောက်ဆွဲမဟုတ်ဘူးဟောတာဆိုတော့မှထိုးအံ့ညာရောအဲ့ချာနော်ထိုးအံ့သွားရှင်မကတ္တဗကိုယ်တိုင်ကြုံတွေ့ရတဲ့အဖြစ်အပျက်တစ်ခုကအလုံးကြားမှုရအောင်ကြားမှုကောင်းကြားမှုကြလိမ့်လမ်းမေးမှာနေတဲ့ကုဋ္ဌယောဂတဲ့တူကတချောင်းလေးတွေကယောဂရင်းရင်လာတော့တဖြည်းဖြည်းပြက်ကြတာသူ့လက်ချောင်းလေးတွေကပြက်ကြရှင်မကတ္တဗဆိုတာဆင်းရဲတဲ့လူတွေကိုတိတ်ကဲတင်းညင်တာ
ဒါမို့တမာဘကထားရင်ဘုသူစီသွားပြီးတော့အလှခံရမလဲဒါကြည့်တယ်ဆွမ်းသွားရမယ်တော့လမ်းဘေးမှာနူနာယောဂတဲ့ကြီးထမင်းစားနေတာတွေ့စေတနာရှင်တယောက်ကထမင်းတစ်ပကံပေးသွားတယ်သူခွက်ထဲထည့်ပြီးကြည့်လိုက်တယ်သူစေတနာရှိရလားဆိုဟာရှိတယ်သွားပြီးတော့အလှခံမယ်နော်စဉ်းစားရဲပါမလားအဲ့လိုဘလောက်စားသွားမှာမဟုတ်ဘူးနော်ရှင်မကတ္တဗကသွားတယ်ကရုဏာနဲ့ရောက်တဲ့အခါကျတော့ဟောလဲစေတနာကောင်းတယ်ငါဒီလိုဒုက္ခတွေရောက်တာကုသိုလ်ကောင်းမှုမရှိခဲ့လို့ကုသိုလ်လုပ်မယ်ဂျုံလုံးလုပ်မယ်ဆိုပြီးတော့သူစားတဲ့ထမင်းခွက်တွေကအမှန်မှာဘုရားဆိုပြီးတော့နော်ကျန်တဲ့ထမင်းတွေကိုသူ့လက်လေးနဲ့ရက်ပြီးတော့တပိတ်ထဲလောင်းထည့်လိုက်တာလောင်းထည့်လိုက်တဲ့အခါမှာလက်ချောင်းတစ်ချောင်းပြတ်ကျသွားအဲ့ဒါသူကပြတ်မှန်းလည်းပဲသိอยู่လေထုံးနေတာအကုန်ပြတ်ကျသွားတယ်အဲ့မှာရှင်မကတ္တဗကအဲ့ဒါတပိတ်ထဲဒီလိုယူသွားပြီးတော့ဆွန့်ဖုံးမေးတဲ့အခါကျတော့အဲ့ဒါလေးဘေးနာအတာဖယ်ပြီးဒီတိုင်းပဲဖုံးမေးတာပဲဖုံးမေးနိုင်မှာမလားအဲ့ဒါယဟနာပုဂ္ဂိုလ်စိတ်နိုင်တယ်လို့ပြောတာနော်ဘုန်းကြီးတို့တော့ဖုံးမေးနိုင်မှာဘူးမလေးဩဂတိဆန္ဒနဲ့တရက်တောင်မကဘူး9ရက်တောင်ဆွန်းစားလို့ရအောင်မဟုတ်ယဟနာပုဂ္ဂိုလ်ကျတော့စိတ်နိုင်သွားတော့ဘယ်လိုလုပ်တော့ဆွန်းနဲ့အနုရဲ့လက်ပြတ်နဲ့တူတူပဲလို့ထားနိုင်ပါစိတ်နိုင်တာဟုတ်သူတို့ငါမထူးဘူးလေပထဝီအာဘောတေဇောဝါဓာတ်ကြီးလေးပါဟိုကလည်းဓာတ်ကြီးလေးပါကိုယ်စိတ်ကခွဲလိုက်တာဟုတ်ဒါအနုလက်ပြတ်ကြီးဆိုတော့ကိုယ်သတ်မှတ်တာဟုတ်ဒါကတော့ထမင်းဟင်းကိုယ်သတ်မှတ်တာပဲလေခုနကလို့ကိုကခေါက်ဆွဲဟင်းညိုလို့သတ်မှတ်ပြီးတော့အမှောင်နဲ့တောက်ကြည့်ပါလားချိုးတာပဲတီကောင်ဟင်းညိုဖြစ်ရင်အော်ပြန်အော်ကလေးဆန်းပြန်ဟောဒီလိုဖြစ်တာလူတွေရဲ့စိတ်ဟာအဲ့လိုစိတ်ကမနိုင်ဘူးဆိုတာမတမ်းအထင်ရှားတယ်လေကိုရင်နဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်မှာဒီလိုကွဲပြားခြားနားမှုတွေမရှိတော့ဘူးတဲ့မျက်စိကအဆင်းအာယုံရဲ့တန်ရောစင်လည်းမဟုတ်ဘူးတန်ရောစင်ကအဆင်းအာယုံကလည်းမျက်စိရဲ့တန်ရောစင်မဟုတ်ဘူးအဲ့ဒီနှစ်ခုကြားမှာဖြစ်ပေါ်နေတဲ့ဆန္ဒတာကတဏှာတွေ့တာမှုကတန်ရောစင်မြတ်စွာဘုရားလည်းပဲမြင်စရာအာယုံမြင်တာပဲနားရှိလို့ကြားစရာတွေကြားတာပဲနှာခေါင်းရှိလို့အနံ့လဲရတာပဲလျှာရှိလို့ရတာလဲသိတာပဲခန္ဓာကိုယ်ရှိသည့်အတွက်ကြောင့်ထိတိရှိတာပဲစိတ်ရှိသည့်အတွက်ကြောင့်ကြံတွေးလို့ရတာပဲသို့တော့မြတ်စွာဘုရားမှာအာယုံ6ပါးနဲ့ပတ်သက်လာတဲ့အခါကျတော့ကိလေသာတွေလုံးဝမဖြစ်တော့သည့်အတွက်ကြောင့်ဘုရားရဲ့စိတ်ဟာလွတ်မြောက်နေတဲ့စိတ်ဖြစ်ပါတယ်။သာဝစဉ်လုံးဝမတွေ့တဲ့နှောင်ချိုးမဲ့တဲ့စိတ်ဖြစ်ပါတယ်။သူဝိမုဒ္ဒစိတ်တော်ဘဂဝါနှောင်ချိုးမဲ့တဲ့စိတ်ဘုန်းကြီးတို့တွေစိတ်ကနှောင်ချိုးတဲ့စိတ်ဆိုတော့မရဘူးအထင်အမြင်နောက်လိုက်သွားတာပဲနော်ဘယ်လိုမှဆွဲခေါ်လို့ရမှာမဟုတ်ဘူးအဲ့ဒါလို့ရှင်သာရိပုတ္တရာမထေရမြတ်ကရှင်မာဂုဋ္ဌိကကိုခုလိုရှင်းလင်းပြီးတော့ဟောကြားတာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့တန်ရောစဉ်ဆိုဒီမှာစိတ်နဲ့အာယုံနှစ်ခုကြားမှာဆက်သွယ်ပြီးတော့နေတဲ့တွေ့တာမှုကိုဒီနေရာမှာတန်ရောစဉ်လို့ခေါ်တာဖြစ်ပါတယ်တန်ရောစဉ်ဖြတ်ချင်တယ်ဆိုလို့ရှိရင်တွေ့တာမှုပဲဖြတ်ဖို့လိုတယ်တွေ့စရာအာယုံနှစ်ခုဒီနှစ်ခုရဲ့စัจ जा တစ်ခုဖယ်ထုတ်เสียမှမလိုဘူးပေါ့တန်ရောစဉ်ကိုရှာတွေးပြီဆိုလို့ရှိရင်ကိုယ်စိတ်နဲ့ပစ္စည်းဥစ္စာကိုယ်စိတ်နဲ့ကိုယ်မိသားစုဒီကြားထဲမှာတန်ရောစဉ်ဖြတ်ချင်တဲ့ပါဆိုလို့ရှိရင်တော့တွေ့တာမှုတွေကိုလျှော့ချဖို့ကြိုးစားဒါဖြင့်တွေ့တာမှုကိုဘလို့လျှော့ပစ္စည်းကိုဘလို့တွေ့တာမှုတွေလျှော့မမြဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားဖြင့်လျှော့ဆိုပါစို့ပစ္စည်းနဲ့သင်္ခါရတနေ့ကျသိရအောင်မှာပဲဒါတွေတွေ့ပြီးသိမ့်ပိုက်နေလို့ရောဘာဖြစ်မှာတော့မင်းတို့မင်းကြီးနန်းတော်ကြီးတဲ့နေသွားအခုမရှိဘူးထားခဲ့ပြီလေထားခဲ့ပြီသူနေသွားတယ်သူ့အင်ကြီးဘလောက်နှမျောမလဲစဉ်းစားကြည့်ပါမနှမျောပေဘူးလားသူ့ခြံကြီးကအကျယ်ကြီးလေနော်နန်းတော်ကြီးဘလောက်ကျယ်မေတ္တာမကျယ်ထားပစ်ခဲ့ပြီလေတို့လည်းတနေ့ဒီလိုထားသွားမှာပဲအဲ့ဒါလို့တွေးလိုက်တာဒါတရားတွေးတာလို့ခေါ်တယ်အဲ့ဒီအတွေးဟာတွေးကြည့်ပစ္စည်းပေါ်မှာတွေ့တာသိမ့်ပိုက်တဲ့စိတ်ဟာလျော့ကျသွားပြန်ပြီးတော့တွဲလာတာကတော့အားကောင်းနေသေးလို့ပြန်တွေ့အောင်ပါပဲ
ပြန်လာအောင်ပါပဲပြန်မလာအောင်အချိန်ချင်းတွေးချိန်ချင်းတွေးရင်တဖြည်းဖြည်းရောကြသွားလူပေါ်မှာတန်ရောစဉ်ဖြစ်လို့ရှင်လူကိုလည်းပဲဒီတိုင်းတွေးအေးတို့ဆုံတွေ့တယ်ဆိုတာတခဏပဲဒီဘဝမရောက်ခင်က तू ဘယ်နေမှလည်းမသိဘူးငါလည်းဘယ်နေမှမသိဘူး तू နဲ့ငါနဲ့ဘယ်လိုမှချင်းချက်ပြီးတော့ဒီကိုလာတာမဟုတ်ဘူးမတော်တဆဆုံတွေ့ကြတာအော်တွေ့တဲ့အချိန်လေးမှာတင်းတင်းမြတ်မြတ်မေတ္တာထားပြီးတော့နေမယ်တနာမယ်ဆောင်းရှောက်မယ်ကုညီမယ်ဒီလိုပဲနေရအမုန်းပွားလို့လည်းအလကားပဲနော်ချစ်ကြီးနေလို့လည်းအလကားပဲဆိုပြီးတော့ဒီနေ့ကျတော့တို့ဟာတိတ်ကွဲကြရမယ်ဆိုဟောစဉ်းစားကြည့်လိုက်လို့ရှိရင်တန်ဆင်ရော့သွားပြန်တာအဲ့ဒါဆိုလို့ရှိရင်ငါလုပ်တဲ့အတိုင်းဖြစ်ရမယ်လို့လူကမာနရှိသေးတယ်နော်မင်းကငါသားငါသမီးငါပြောတဲ့အတိုင်းလုပ်ရအဖေမာနသားသမီးကလည်းမာနရှိတာပဲခမည်းကြီးတို့အဟွာပြုလို့မွေးထားတာအဖေလုံနေမှတော့ကြွေးပေါ်ဗျာဘာလို့မွေးထားသေးလို့ကျုပ်မွေးတယ်ကျုပ်ကြွေးဖို့မွေးတာပဲကြွေးပေါ်ဟောဒီလိုပဲသားသမီးကလည်းမာနအဲ့ဒီလိုတွေဖြစ်လာတာအဲ့တော့အမှန်ကန်မြင်လို့ရှိရင်ဒီမာနတွေလည်းလျှော့ချနိုင်တာပဲတဖြည်းဖြည်းချင်းဆင်ញင်စဉ်းစားခြင်းဖြင့်မမြဲတဲ့သဘောတရားတွေကိုဆင်ញင်စဉ်းစားနော်မမြဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားရင်တဖြည်းဖြည်းလူကိုတန်ရောစဉ်တွေ့ရင်လည်းပဲမတင့်တယ်တာတွေကိုနှလုံးသွင်းယွန်စရာတွေကိုနှလုံးသွင်းတေဗီမင်းသားနှလုံးသွင်းပုံသွင်းနည်းဆိုလို့ရှိရင်တေဗီမင်းသားငယ်ငယ်လေးပဲရှိသေးတာတောထဲရောက်သွားတဲ့အခါသူ့အဖေကနန်းတော်ပြန်ခေါ်တယ်ပြန်ခေါ်ပြီးတော့အိမ်အောင်ချပေးခြင်းသူပြောတဲ့စကားလေးတစ်ခုอ่ะဘာပြောတော့ဆိုဒီနေ့ကျတော့အိုပြီးတော့တိမ်မဲ့အမျိုးသမီးကိုဘာလို့သူယူမှာတော့တဲ့သူပြောတာရှင်းရှင်းလေးပဲမဟုတ်ဘူးလားအိုမတိမ်မာတွေမသိပြီဘူးလားရေဝရာလေး12နှစ်အရွယ်ပဲ9နှစ်အရွယ်လေးပဲရှိတယ်အိန္ဒိယထုံးစံတစ်ခါငယ်ငယ်လေးနဲ့အိမ်အောင်ချပေးတာရှိတယ်ဟုတ်ရှင်သာရိပုတ္တရာရဲ့ညီတော်အငယ်ဆုံးရှင်ရေဝရဆိုတကြင်သင်္ကန်းဝတ္တမဆိုတော့ငယ်ငယ်တည်းကအိမ်အောင်ချပေးတာ9နှစ်ပဲရှိသေးတယ်သူက9နှစ်သားဆိုရင်သူ့အိမ်အောင်ဘက်ကသူ့ရဲ့ငယ်ကောင်းငယ်လေးနော်အဲ့တော့အိမ်အောင်ချပေးတဲ့အချိန်မှာမင်္ဂလာပွဲမှာပြောတဲ့လူကဘာပြောတော့ဆိုအေးသက်80 90 100သက်တော်ရာကျော်ရှည်ကြပါစေဒီလင်ဒီမယားနော်တစ်သက်လုံးပေါင်းနိုင်ကြပါစေမျက်လုံးပြူးသွားတယ်ဘာသွားမြင်လို့ဆိုသူ့ဇနီးလောင်းကိုအဖွားအိုကြီးလို့သွားမြင်တယ်ဟာဒီလိုဖြစ်မှလားနောက်ကြတော့ငါလည်းအဖိုးအိုကြီးသူကလည်းအဖွားအိုကြီးဘာလို့မှလဲဟောဒီလိုတွေးမိသွားတာနော်လမ်းကြတော့ထွက်ပြေးတာပဲထွက်ပြေးပြီးသင်္ကန်းဝတ်သွားတာအဲ့ဒီစကားကြောင့်ထွက်ပြေးသွားတာသူကအခုခေတ်ကျတော့အဲ့လိုပြေးမဲ့နေသားသားနော်တပြေးအောင်တွေးတတ်တာဟုတ်အေးဒါကြောင့်မလို့တရားသဘောဆိုတာကြိုတင်ပြီးတော့လေရှုမြင်သုံးသပ်ရတယ်ရှုမြင်သုံးသပ်နိုင်ရအဲ့လိုရှုမြင်သုံးသပ်နိုင်မှခုနကတန်ရောစဉ်ဆိုတာကိုလျှော့ချလို့ရတယ်ဒီကျိုးတွေကကိုယ်မရစ်ပတ်အောင်ကျိုးတွေကိုဖြေလျှော့ပေးတာဒီလိုဆိုလို့တာပစ္စည်းနဲ့ပတ်သက်လာရင်ကိုယ်နှောင်ရိုးတဲမခံရအောင်လူနဲ့ပတ်သက်လာလို့ရှိရင်လည်းကိုယ်နှောင်ရိုးတဲမခံရအောင်သားသမီးနဲ့ပတ်သက်လာရင်လည်းကိုယ်နှောင်ရိုးတဲမခံတဲပြီဆိုလို့ရှိရင်ဘာဖြစ်လာတန်ရောစဉ်ဖြစ်လာပြီဆိုရင်နောက်ကလိုက်လာမှာတောကတဲ့ပရိဒေဝတဲ့ဒုက္ခတဲ့ဒေါမနတာတဲ့အမလေးနာမည်လေးတွေကသာကောင်းတာအောင်းမိတ်တောကဆိုတာရှင်ထဲမှာပူးနာမအိပ်နိုင်မစားနိုင်ပရိဒေဝဆိုပူလွန်အားကြီးတော့ငိုတယ်ရေးကြဒုက္ခစိတ်ဆင်းရဲကိုယ်ဆင်းရဲတယ်ဒေါမနတာစိတ်ဆင်းရဲတယ်ဥပါယတမရှုနိုင်မဆိုင်နိုင်ဖြစ်လာတယ်ဟောပင်ပန်းမှုလွန်ကဲလာဘယ်သူလဲလက်တဲ့ကဒီဆန္ဒတာတွေ့တာမှုတာကြောင့်ဖြစ်တာဒီလိုဆိုလို့တာအဲ့တော့အလုံးတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ရဟန္တာမထေရကြီးနှစ်ပါးအမေးဖြေတဲ့ဒီတုတ်တန်ကိုကြားနာတဲ့အခါတာယောဇဉ်ကိုရှာလို့တွေးကြပြီလို့အောက်မိပါတယ်နော်တာယောဇဉ်ကိုရှာပွေခြင်းကိုယ်တန်ယောဇဉ်နဲ့ကိုယ့်အကိုရှာပြရှာထားကိုယ်တန်ယောဇဉ်ကိုရှာထားဘယ်နေရာမှာကျိုးများနေတယ်လဲနော်ဘယ်နေရာမှာခြိထားတာခိုင်းနေတယ်လဲအဲ့ဒီခိုင်တဲ့တန်ရောစဉ်
ရော့ပါအောင်စဉ်းစားဉာဏ်နဲ့ပထမဖြုတ်အောင်စဉ်းစားဉာဏ်ဆိုတာဉာဏ်နဲ့ပဲဖြုတ်လို့ရတယ်ခြားနည်းနဲ့ဖြုတ်လို့မရဘူးအသိဉာဏ်နဲ့မှန်မှန်ကန်ကန်ဆင်ခြင်စဉ်းစားပြီးတော့အသိဉာဏ်ရင့်တန်လာအောင်ကြိုးစားခြင်းဖြစ်တာလေတန်ရောစဉ်ကိုပယ်ဖြတ်နိုင်တယ်ဆိုတာတခြားနည်းနဲ့တန်ရောစဉ်ပယ်ဖြတ်တဲ့နည်းလည်းမရှိဘူးတခြားနည်းနဲ့ဖြတ်သွားရင်စိတ်ဆိုးပြီးထွက်သွားလို့ရှိရင်တော့အဝေးရောက်ရင်ပြန်ပြီးတော့အဲ့ဒီတန်ရောစဉ်ကြီးပြန်ဖြစ်ပြီးတော့တယ်လီဖုန်းခဏခဏဆက်တာဖြစ်လာမှာအဲ့ဒါနောက်ကြအဲ့ဒါလို့မဟုတ်ပဲနဲ့တကယ်ကိုအေးချမ်းပြီးတော့လွတ်မြောက်သွားတာကတော့တရားဓမ္မနဲ့နေနိုင်မှသာတကယ်အေးချမ်းလွတ်မြောက်တယ်နော်အဲ့ဒါလို့မဟုတ်လို့ရှိရင်တော့တန်ရောစဉ်ကြိုးရှိနေတယ်ပြန်ရောက်လာမှာပဲအေးဒါကြောင့်တရားချက်ကင်သူတော်စင်ပြိဿပေါင်းတို့ကိုယ်တန်ရောစဉ်ကိုရှာတွေ့ပြီးတဲ့အခါတရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်တယ်ဆိုတာဒီတန်ရောစဉ်ကြိုးတွေမချီနှောင်ခြင်းမခံရအောင်တို့တွေဒီအားထုတ်ရတာဖြစ်တယ်လို့သဘောကျပြီးတန်ရောစဉ်တွေဖယ်ရှားနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း